こんにちは。ဒီနေ့တန်တဲ့၅ကန်းပေါ့နော်နောက်ထပ်၅ကန်းထပ်ပြီးတော့ဖူးလေးလုပ်ကြမယ်နော်အဲ့ဆိုလို့ရှိရင်ဒီကအခုကအခန်း16ရောက်သွားပြီပေါ့နော်အခန်း16ကြည့်အောင်ဟဲ့တဲဆိုတဲ့ဟာလေးပေါ့နော်တဲပီဆိုပြီးတော့ပြောတဲ့ဟာလေးပါအဲ့တော့ပြုလုပ်တဲ့ကိစ္စရပ်တွေကိုတစ်ခုပြီးတစ်ခုအစလိုက်ပြောပြရမှာတုံးတယ်တစ်ခုပြီးတစ်ခုစတိုက်လုပ်တဲ့ကိစ္စလေးမှာပို့ပြီးတော့တုံးပါတယ်အဲ့တော့ verb ကိုတဲဖောင်လေးပြောင်းအောင်ပါပဲတဲဖောင်ပြောင်းလေးတွေကိုလည်းရှေ့မှာတစ်ခါတင်ပေးထားတယ်ပေါ့နော်အဲ့တော့私は毎朝6時に起きて顔を洗ってご飯を食べます。その後、မနက်တိုင်း6နာရီမှာအိပ်ရာထပြီးမျက်နှာကိုတက်ပြီးထမင်းစားတယ်ပေါ့။အဲ့လိုလေးပြောပါနော်။နောက်ခုတည်းပို့ပြီးတော့လုပ်တဲ့အခါကြီးဆိုလို့ရှိရင်တဲ့ဆိုတဲ့ကာလာလေးကိုထည့်ပြီးတော့ပြောမယ်။အဲ့ဒါဆိုစောစောစာကြောင်းလေးပဲထပ်ပြီးတော့လုပ်ကြည့်လိုက်မယ်နော်။私は毎朝6時に起きて顔を洗ってそれからご飯を食べますဆိုပြီးပြောပါရနော်။それからエリナဆိုပြီးပြောပါပေါ့။အဲ့ဒါဆိုရင်နောက်တစ်ခုတေကာလာပြီးနောက်ကိစ္စတစ်ခုပြီးမှနောက်တစ်ခုကိုလုပ်တဲ့အချိန်မျိုးမှာသုံးပါတယ်အရှိရလုပ်တဲ့ကိစ္စနဲ့နောက်ကလုပ်တဲ့ကိစ္စဆက်ဆက်မှုရှိပါတယ်အဲ့တော့ verb ကိုတဲဖောင်ပြောင်းပြီးတော့ခါရလေးပေါင်းလိုက်အောင်မယ်အဲ့တော့ ဥချီရဲ့ခိုင်တက်ကာလာဘန်ကိုဟောင်ထားပေးမတ်အင်ကိုပြန်လာပြီးရဲ့နောက်မှာညစာကိုစားတယ်လို့ပြောပါတယ် now က noun က adjective this အဲ့တော့noun ဒီnoun ဒီ noun ကဖြစ်ပါသည်ဆိုတော့ပြောပါတော့အဲ့တော့ဘယ်နေရာမှာသုံးလဲဆိုတော့တစုံတစ်ယောက်သို့မဟုတ်တစုံတစ်ခုရဲ့တိတာထင်ရှားတဲ့လက္ခဏာရပ်တွေကိုပြောတဲ့အခါမှာသုံးတယ်ဥပမာဆိုလို့ရှိရင်သမင်းအရှိကြီးဖြစ်နေရအရက်အရှိကြီးဖြစ်သူ့ကိုကြည့်လိုက်တာနဲ့တစ်ခုခုအထင်ရှားဆုံးဖြစ်နေအောင်မျက်လုံးလေးဝိုင်းနေတာအရက်အရှိကြီးဖြစ်နေတာသမင်းအရှိကြီးဖြစ်နေတာဒါမျိုးတွေကိုပြောပြတဲ့အချိန်မှာသုံးတယ်ပေါ့နော်အဲ့တော့နေရာတွေဆိုလို့ရှိရင်အဲ့ညာရှုပ်ပြင်းနေအရန်လှနေတာအစားတောက်ကောင်းတာအဲ့ဒါမျိုးလေးမှာသုံးတယ်ပြီးတော့ဇယိုက်တွေစွမ်းရည်တွေကိုဖော်ပြတဲ့အခါမှာလည်းသုံးတယ်ဒါတွေကတော့သိနေတာပေါ့နော်အဲ့တော့ဒီဟာလေးကြည့်လိုက်ရ田中さんは背が高いです。အဲ့တော့ noun က noun က noun ですဆိုတာအဲ့ဒါကိုပြောတာပါ။田中さんは背が高いです。田中さんဒီအရက်ရှိသည်လို့ပြောတာပါနော်။နောက်တစ်ခါဒီဟာလေးအဲ့တော့အဲ့လိုမျိုးပေါ့နော်နေရာတို့အရာဝတ္ထုလူတို့ရဲ့တိတာထင်ရှားတဲ့ဇယိုက်တွေစွမ်းရည်တွေကိုတစ်ခုတစ်ပုံဖော်ပြခြင်းတဲ့အခါမှာ adjective တွေ noun တွေကိုလည်းတဲဖောင်လေးပြောင်းပြရမယ်အဲ့တော့ ikeyoshi တွေကိုအရင်ဆုံးပြောင်းပြရ ikeyoshi ဆိုတာ e adjective ကိုပြောတာပါအဲ့တော့တဲဖောင်ပြောင်းတဲ့အခါမှာ e ကိုဖြုတ်ပြီးခုတဲလေးပေါင်းပြရမယ်အဲ့တော့ samui ဆို samu kute atsui asukute atatakai atatakakuте難しい難しくて優しい優しくて大きい大きくてအဲ့မှာဒီနေရာမှာမှတ်ထားမှာ e ဆိုလို့ရှိရင်ရောက်တဲ့ဆိုရောက်ပြောင်းအောင်ပါလေနောက်တစ်ခုကနာ adjective ဆိုလို့ရှိရင်နာကိုဖြုတ်မယ်ဒဲလေးပေါင်းမယ်ခိရိနာခိရိဒေရှိစုကနာရှိစုကဒေဖြစ်မယ်နော်နောက်တစ်ခုနေရှိရတဲ့အဲ့တိုင်းပဲnoun တွေဆိုလည်းအဲ့တိုင်းပဲသူက noun တွေရဲ့နောက်မှာဒဲလေးကိုထပ်ပြီးတော့ပေါင်းရမယ်အဲ့တော့学生で雨でいい天気でဖြစ်ပါမယ်ဒါပါပဲအဲ့ဆိုအဲ့မှာအခန်း16ပြီးတော့ပါပြီအခန်း19လေးကိုကြည့်အောင်အခန်း19မှာကဂျီရှော့ခဲကိုပေါ့နော်ဂျီရှော့ခဲကိုအရှိမတော့မိတ်ဆက်ပေးပြလိုက်တော့အဲ့ဂျီရှော့ခဲပြောပြီးသွားတဲ့အချိန်မှာဂျီရှော့ခဲကနေပြီးတော့တခါတည်းဂျီရှော့ခဲကနေပြီးတော့ night ခဲပြောင်းတဲ့ဟာလေးကိုပေါ့နော် mask ကနေမပြောင်းတော့ဘူးဘယ်ပေါင်းပဲဖြစ်ဖြစ်ဂျီရှော့ခဲကပြောင်းလို့ရှိရင်ပို့ပြီးတော့လွယ်တယ်ပေါ့နော်အဲ့တော့ဂျီရှော့ခဲပြောင်းတဲ့ဟာလေးကိုသိပြီးသွားပြီဆိုလို့ရှိရင်ဒီဟာလေးကိုကြည့်အောင်အဲ့တော့ group 1မှာဆိုလို့ရှိရင်ဂျီရှော့ခဲတွေကဥ line နဲ့စုံတာဖြစ်တဲ့အတွက်ကြောင့်မလားအဲ့ဥ line တွေကိုအ line ပြောင်းပြီးတော့9ပေါင်းလိုက်ကြပါပြီဥမာလောလောဆယ်မှာတော့မဆန်းရဲ့အတူပုံစံလေးကိုမှတ်ပေးထားလို့ရတယ်ပေါ့နော်9 k ပြောင်းတာအဲ့လိုလေးပြောင်းအဲ့တော့ဟာနာစုဆိုရင်စုကိုအလိုက်ပြောင်းတော့စဖြစ်မယ်ဟာနာစုဟာနာဆာနိုင်ဟာတာရာကိုဟာတာရာကနိုင်行く行かない乗る乗らないစသဖြင့်ဖြစ်သွားမယ်အဲ့ဒါဆိုလို့ရှိရင်ဒီနေရာမှာတတိထားမှာစုဥတို့အဥတို့လိုမျိုးဆိုလို့ရှိရင်သူကဥနဲ့ဆုံးတာဟုတ်တယ်ဒါပေမဲ့ဥလိုင်းကိုအလိုင်းပြောင်းလို့ရှိရင်အမဖြစ်သွားမယ်နဲ့တော့ဝဖြစ်သွားမယ်ပေါ့နော်ဒါလေးကချင်းချက်ပါအဲ့တော့စုဥဆိုရင်ဇူဝနိုင်အဥဆိုရင်အာဝနိုင်ဖြစ်မယ်နောက်တစ်ခုကကြတော့တီရှိတီဆိုတဲ့အာတို့ကိုအငင်းပြောင်းမယ်ဆိုလို့ရှိရင်နိုင်ခေပြောင်းမယ်ဆိုလို့ရှိရင်အာရနိုင်လို့ပြောင်းလို့မရဘူးအာတို့ဆိုလို့ရှိရင်နိုင်လို့ပဲပြောရမယ်နော်အဲ့တော့နောက်တစ်ခုကကြတော့ group 2ပေါ့နော် group 2တွေက rule တွေနဲ့စုံတဲ့အတွက်ကြတော့ rule တွေကိုဖြုတ်ပြီးတော့9လေးပေါအောင်မယ်ရှိတာပဲလို့ရှိတာပဲနိုင်ထားပဲလို့ထားပဲနိုင်ဒီညမှာချင်းချက်6လုံးကတော့အရှိမပြောခဲ့တဲ့အတိုင်း6လုံးကတော့လုံးဝမပြောင်းနိုင်ဘူးနော်နောက်တစ်ခုက group 3ရကြခုတို့ဆိုခွန်နိုင်စုတို့ဆိုရှိနိုင် noun plus စုတို့ဆိုရင် noun plus ရှိနိုင်ဒါကတော့ noun plus စုရဲ့ဥပမာလေးဖြစ်ပါတယ်အဲ့တော့
ပထမအောင်ဆုံးတစ်ခုဒီ night တေကတာဆိုင်ဆိုတဲ့ခါလေးတစ်ခုခုမလောက်ပါနဲ့လို့ပြောရင်သုံးပါတယ်ဒီညမှာတတိထားမှာ night တဲပါနော် night တဲမဟုတ်ပါဒါတောင်းဆိုတဲ့သဘောတရားလေးတွေပါတယ်ပေါ့နော်တဲက ikema ဆန်ထက်ဆိုလို့ရှိရင်ပို့ပြီးတော့ပျော့ပြောင်းတဲ့အသုံးလုံးဖြစ်တယ်အဲ့တော့ night verb တွေကို night ခေပြောင်းမယ်ပြီးလို့ရှိရင်အနောက်ကနေတဲကတာဆိုင်ကိုပေါင်းပြီးအောင်မယ်အဲ့တော့ကိုကွန်ကြီးဇူဝါဒ night တေကတာဆိုင်ဒီညမှာမထိုင်ပါနဲ့လို့ပြောနော်နောက်တစ်ခုကနတ်ခေတွေပါနာဒီမဆန်မလုပ်လို့မရဘူးတခုခုမဖြစ်မနေလုပ်ရမယ်လွှဲဆောင်လို့မရဘူးလို့ပြောတဲ့အချိန်မှာတုံးတယ် verb တွေကို night form ပြောင်းမယ် night ခေပြောင်းမယ်ပေါ့နော်ပြီးလို့ရှိရင် e ကိုဖြုံမယ်ခေတွေပါနာဒီမဆန်ပြီးပေါင်းလို့ရှိရင်ရပါပြီအဲ့တော့日本語でレポートを書かなければなりませんအဲ့တော့ဂျပန်ဘာသာစကားဖြင့် report ကိုမရေးလို့မရဘူးရေးကိုရေးရမယ်လို့ပြောတာနော်နောက်တစ်ခုက nak demo e days မလုပ်လဲရတယ်ရှေ့မှာသင်ခဲ့တဲ့ demo e days နဲ့ပြောင်းတယ်သူက nak demo e days မလုပ်လဲရတယ်ပေါ့နော်အဲ့တော့誕生日を書かなくてもいいですမွေးနေ့ကိုမရေးလဲရတယ်ဆိုတော့ပြောနော်ကိစ္စတစ်ခုကိုမလုပ်လဲရတယ်ဆိုတဲ့သဘောမျိုးနဲ့တောင်းတာအဲ့မှာ18ပြီးသွားရင်18လေးကိုကြည့်အောင်18ကကြီးရှော့ခဲကြီးရှော့ခဲကအရှိမတင်ပြီးသားဆိုကြီးရှော့ခဲတွေကိုပြန်မပြောပြီးတော့ပေါ့နော်ကြီးရှော့ခဲလေးဒါလေးပြီးသွားအဲ့တော့အဲ့တော့ဒါလေးကိုတစ်ချက်တော့ပြန်နှွှေးလိုက်ပါမယ်အဲ့တော့ဒါလေးကိုကြည့်အောင်must ရဲ့အရှိမ e line အနေနဲ့စုံတဲ့ verb တွေဆိုလို့ရှိရင် group 1လို့သတ်မှတ်တယ်ပေါ့နော်အဲ့တော့ဒီမှာ hakima ဆိုတော့ hak ကိုအဲ့တော့အဲ့ e line တွေကိုတက်ရှိတော့ဥ line ကိုပြောင်းရုံပဲပေါ့နော်အဲ့တော့hakima ဆို hak ကို ikima ဆို ik ကို isokima ဆို isoko ဆိုရောပြောင်းခဲ့ကြတယ်ပေါ့နော် group 2တွေကြတော့airline အနေနဲ့must ရဲ့အရှိမ airline အနေနဲ့စုံတာဖြစ်တဲ့အတွက်ကြောင့်မလို့ must တွေကိုဖြုတ်ပြီးတော့ root လေးပေါင်းပြီးရပြီနော်အဲ့တော့ထားပေးမှဆိုထားပေးလို့ရှိတာပေးမှရှိတာပေးလို့နေမှဆိုရင်နေလို့ဒီညမှာချွင်းချက်ကိုလုံးဒါလေးပေါ့နော်ဒါလေးတွေကတော့မှတ်ထားရမယ်ပေါ့နောက်တစ်ခု group 3ကကြတော့ kima ဆိုရင် kudo shima ဆိုရင် suru now plus suru ဆိုရင် now plus shima ဆိုရင် now plus suru ဆိုရပေါ့နော်ပြောခဲ့ပေါ့အဲ့တော့ဒီနေရာမှာ verb တွေကို noun ပုံစံပြောင်းမယ်အဲ့တော့ verb တွေကို noun ပြောင်းခြင်းလို့ရှိရင် g short ခဲနောက်မှာ kudo လေးပေါင်းရမယ်ဥပမာထားပေးမှဆိုရိုးရိုးစားတာထားပေးလို့နဲ့ kudo နဲ့ပေါင်းလို့ရှိရင်ဒါ g short နဲ့g short ခဲနဲ့ kudo နဲ့ပေါင်းထားရဆိုလို့ရှိရင်ထားပေးလို့ kudo လို့စားခြင်းဆိုတဲ့အဓိပ္ပာယ်ဖြစ်သွားတာပေါ့နော်အဲ့ဒါလေးကိုပြောတာပါနောက်တစ်ခု dekimas လောက်နိုင်သည် dekimas ရဲ့ရှိမှာ particle ကပဲလိုက်ပါတယ်noun က dekimas noun ကိုလုံနိုင်သည်ကိစ္စတစ်ခုကိုလုံနိုင်လို့ဆိုရင်ရှိလို့ရှိရင်ပြောပါတယ်အဲ့တော့ 皆さんは日本語ができますဂျပန်ပါတယ်皆さんဒီဂျပန်ဘာသာစကားကိုပြောနိုင်သည်ဆိုတဲ့ဟာလေးပေါ့နော်နောက်တစ်ခုကတနည်းအားဖြင့်မှာကိစ္စတစ်ခုကိုလုံနိုင်တယ်ဆိုလို့ရှိရင်ဒီdekimas ဆိုတဲ့ verb နဲ့ဆိုလို့ရှိရင်နေရာတွေရဲ့အနောက်မှာ they လေးထည့်ရမယ်ပေါ့နော်အဲ့တော့ဒီနေရာမှာ koko ဆိုတာဒီနေရာဖြစ်တဲ့အနောက်မှာ they ပဲထည့်ရတယ်ဆိုကိုဒီနေရာဖြစ်တဲ့အနောက်မှာ they ပဲထည့်ရတယ်နောက်တစ်ခုကတစ်ခုခုကိုအသုံးပြုပြီးတော့ဆိုလို့ရှိရင်เนาะသူကပစ္စည်းတွေရဲ့အနောက်မှာ they လေးထည့်ပြရမယ်နော်နောက်တစ်ခုကအာနာတနရှုမီဝါနန်ဒစ်ကတင်းရဲ့ဝါဒနာကဘာလဲအဲ့တော့အရှိမတင်ခဲ့တဲ့ချော့ခဲတွေကိုခုတ်တုံနဲ့ပေါင်းလို့ရှိရင်နောင်ဖြစ်တဲ့ပုံစံဒီမှာထည့်ပြီးသုံးလာရပါတော့အဲ့တော့အာနာတနရှုမီဝါနန်ဒစ်ကတင်းရဲ့ဝါဒနာကဘာလဲဝါတရှိနရှုမီဝါဂီတာကိုခုတ်တုံတဲ့ကျွန်တော်ရဲ့ဝါဒနာဒီဂီတာတီးချင်းဖြစ်ပါသည်ဆိုပြီးပြောပြရတယ်နော်နောက်တစ်ခုကမရဲ့ညိverb တွေနဲ့ noun တွေနဲ့ပေါင်းလို့ရှိရင်ပေါ့နော်မတိုင်ခင်တို့ပါတော့အဲ့လိုမျိုးလေးဘာသာပြန်တယ်ပေါ့နော်အချိန်ဆိုလို့ရှိရင်တော့လွန်ခဲ့တော့လို့ဘာသာပြန်တာများတယ်ပေါ့အဲ့တော့ဒီဟာလေးပေါ့နော်မအင်ကြီးရဲ့အနောက်ကကိစ္စကိုအရင်လောက်မှာပါနော်အဲ့တော့မအင်ကြီးဆိုတဲ့ပါလေးပါလို့ရှိရင်မအင်ကြီးရဲ့အရှိကအကြောင်းအရာကိုနောက်မှလုပ်ပြီးတော့အနောက်ကအကြောင်းအရာကိုအရင်လုပ်ပါတယ်နော်အဲ့တော့နေဒူမအင်ကြီးခါကိုအာရိုင်မတ်မအိတ်ခင်မျက်နာကိုတက်တယ်အဲ့လိုမျိုးပေါ့နော်အချိန်လေးနဲ့တွဲလို့ရှိရင်လွန်ခဲ့တော့လို့ဘာသာပြန်တယ်ဂေါ်ဂျူနမအင်ကြီးလွန်ခဲ့သောနှစ်ပေါင်း900ကခွန်တော်ပြည်သူကိုထားတယ်မတ်တာဒီအဆောက်အဦကိုတိဆောက်ခဲ့ပါတယ်ဆိုလို့ပြောရပါတော့အဲ့မှာ18ပြီးသား19ကိုကြည့်အောင်19ကကြတော့တဲဖောင်ပြောင်းတဲ့ဟာလေးပေါ့နော်တဲဖောင်ပြောင်းတဲ့ဟာလေးအဲ့တော့တဲဖောင်ပြောင်းတဲ့ဟာလေးကိုတိပြီဆိုလို့ရှိရင်တဖောင်ပြောင်းတာကိုလည်းတိတယ်။ဘာဖြစ်လို့လဲဆိုတော့အဲ့တုန်းကလေကြီးလျှော့ခဲကနေပြောင်းတဲ့ဟာလေးကိုပဲသိခဲ့ရပါတော့။ဥစုရချီဆိုင်စတဲ့မနဘအွန်တဲ့ခုဆိုရင်ဣတဲ့ခုဆိုရင်ဣတဲ့ဆုဆိုရင်စတဲ့ဆိုလို့ပြောခဲ့ဒီညမှာဣခုဆိုရင်ဣတဲ့ပေါ့နော်။အဲ့ဒါကိုသိလို့ရှိရင်ဒီမှာတဖောင်ကိုတဲနေရာမှာအကုန်အစားထိုးလိုက်လို့ရှိရင်ပြီးတော့ပါပြီနော်။နောက်တစ်ခုကဒါလေး group 2ကလည်းပြောင်းမပြောင်းနေအကုန်အတူတူပဲဘာမှမပြောင်းနေဘူးသူဒီ root တွေကိုဖြုတ်ပြီးတော့အနောက်မှာတဲထည့်ရတဲ့ပုံစံနဲ့အရှိမပြောခဲ့ပေါ့နော်ဒီညမှာတလေးပဲထည့်မယ်နော်နောက်တစ်ခုကကျတော့ဒီမှာခုလို့ဆိုရင် kita ဆုလို့ဆိုရင် sta now plus ဆုလို့ဆိုရင် now plus sta အဲ့လိုလေးပြောအောင်မယ်ဟဲ့နောက်တစ်ခုက verb တာကိုတော့က arimas လောက်ဖူးတယ်ဆိုတဲ့အဓိပ္ပာယ်ပါ verb တာကိုတော့က arimas ပါ verb ကိုတာဖောင်ပြောင်းပြီးကိုတော့က arimas နဲ့တွဲပြီးတော့သုံးရအောင်မယ်日本へ行ったことがありますဂျပန်တို့သွားဘူးတယ်
နော်ကျွန်တော်တို့ခုလုပ်ဖို့ရဆိုလို့ရှိရင်သုံးပါတယ်နောက်တစ်ခုကကြာတာရီလိုက်ဆိုတဲ့ဟာလေးပေါ့နော်အဲ့တော့လိုက်သူ့ကိုလေဒလိုလို့လေဘာသာပြန်ပါတယ်အဲ့တော့လိုက်ပဲဘာသာပြန်မယ်နော်လိုက်ပဲပြောမယ်အဲ့တော့တဲတော့ကကျတော့လောက်ဆောင်ချက်တွေကိုဆင်လိုက်ပြောပြတဲ့အခါမှာတုံးပြီအခုဟာကျတော့လေကိုလောက်တာကြီးအနည်းငယ်လေးဥပမာအနေနဲ့ပဲပြောပြတဲ့အခါမှာတုံးတယ်ပေါ့နော်အဲ့တော့ verb တွေကိုတဆောင်ပြောင်းပြီးရတယ်အဲ့တော့休みの日はご飯を食べたり寝たりします。အဲ့တော့ပိတ်ရက်ဒီတဲ့ပိတ်ရက်ဒီထမင်းစားလိုက်အိတ်လိုက်လုပ်တယ်ဆိုပြီးပြောနော်နောက်တစ်ခုကနာရီမတ်စတာအရင်ကနဲ့မတူပုံစံမတူဘဲနဲ့ပြောင်းလဲအရင်ကပုံစံနဲ့မတူဘဲနဲ့ပြောင်းလဲသွားတဲ့အခြေအနေတစ်ခုဖြစ်လာလို့ရှိရင်ဒီ grammar လေးကိုသုံးလေးရှိပါတယ်အဲ့တော့ e adjective ဆိုရင် e ကိုဖြုတ်ခုပါ na adjective ဆိုလို့ရှိရင် na ကိုဖြုတ်ညိပါ noun ဆိုလို့ရှိရင်ညိနဲ့သုံးမယ်ပေါ့နော်အဲ့တော့ဒီညမှာverb လေးကိုတော့မသုံးပါနော်အဲ့တော့ဒါလေးကိုကြည့်အောင်マリアさんの髪が長くなりました。マリアさんရဲ့စပင်ဒီရှည်လာသည်ဆိုတဲ့ဟာလေးပါနော်ဖြစ်လာသည်ရှည်လာသည်အဲ့ဆိုလို့ရှိရင်အဲ့မှာပြီးသားပါပြီနံပါတ်20လေးအခန်း20လေးကိုကြည့်အောင်ဒီမှာကျတော့ဂျီရှော့ခဲနိုင်ခဲတွေအတိတ်အမြင်လို့ခေါ်တဲ့ခဲလေးတစ်ခုထပ်ပြီးတော့တင်မယ်ပေါ့နော်အဲ့တော့ percentage ကိုအတူပြောနည်းလို့လေးပဲဒါလေးကိုအရင်ဆုံးကြည့်အောင်နော်အဲ့တော့ခကီမဆိုလို့ရှိရင်ခက်ကူမလားခကီမဆန်ဆိုခကနာအိတ်တိတိပြီးတာပေါ့နော်ခကီမတ်တာဆိုလို့ရှိရင်ခတ်တာအဲ့ဒါဒီမှာအတိတ်အမြင်တော့ခေါ်တဲ့ဟာလေးပေါ့နော်ခကီမဆန်ဒေးစတာဆိုလို့ရှိရင်ခကနာကတ်တာလို့ပြောင်းမယ်အဲ့တော့ဒီဟာလေးကိုကြည့်အောင်နိုင်ဖောင်ကိုဣဖြုံမယ်ဒါလေးကိုဣဖြုံမယ်ပြီးတော့အနောက်ကနေပြီးခတ်တာပေါင်းမယ်အဲ့ပုံစံလေးနဲ့ပြောင်းတာပေါ့နော်အဲ့ပုံစံလေးမှာခနာကတ်တာဖြစ်သွားတာပါဘယ်ရလာလဲဆိုဒီကနေသူကဓာတ်ရိုက်ဆွဲယူလိုက်တာပေါ့နော်အဲ့တော့အဲ့လိုမျိုးအတူပုံစံပြောင်းထားတဲ့ K လေးအကုန်လုံးပေါင်းပြီးတော့တဲ့ full K လို့ခေါ်ပါတယ်ဒါမှ plain form ပါနော်ဒါမှ plain form ပါအဲ့တော့မြန်မာလိုဆိုလို့ရှိရင်ပုံမှန်စကားအသုံးလို့ရင်းနှီးရဲ့သူချင်းချင်းပြောတဲ့နေရာမှာသုံးတယ်ဆိုပြီးတော့ပြောပါတယ်အထက်မြင့်ကြီးနဲ့သုံးလို့မရပါဘူးအဲ့တော့ဒါလေးကိုကြည့်အောင်書きます書きません書きました書きませんでしたဒါလေးရာကြတော့လေသေးနေခဲလို့သုံးပါတယ်နော်အဲ့တော့ဒါလေးကိုကြည့်အောင်အဲ့ဆိုလို့ရှိရင်တက်ရှိတော့ဒီမှာပေါ့နော်စောစောပါနော်အတိတ်အငင်းကိုပြောင်းမယ်ဆိုလို့ရှိရင်ဒီအငင်းပုံစံက e ကိုဖြုတ်ခတ်တာပေါင်းဆိုတဲ့ပုံစံလေးကိုပြန်ပြီးမှတ်မိမယ်အဲ့တော့အဲ့ဒါလေးကိုတစ်ချက်လောက်ကြည့်အောင်အဲ့တော့ဒါပဲမဆိုတော့ဒါပဲလို့ဒါသိပြီးသားဒါပဲမဆင်းဆိုဒါပဲနိုင်ဒါလည်းသိပြီးသားဒါပဲမစတာဒါပဲဒါလည်းသိပြီးသားဒါပဲမဆင်းတဲ့စာဆိုတော့ e ကိုဖြုတ်မယ်ခတ်တာပေါင်းမယ်ဖြစ်တဲ့အတွက်ကြောင့်မလို့ဒါပဲနာခတ်တာဆိုရဖြစ်သွားပါတယ်နော်အဲ့တော့ဒါလေးဒီမှာတတိထားမှာလေအာရီမတ်ဆိုအဲ့ဒါနာအာရီမတ်ဆန်ဆိုနိုင်အာရီမတ်စတာဆိုအတ္တအာရီမတ်ဆန်တဲ့စတာဆိုရင်နိုင်ကိုဤကိုဖြုံမယ်ခတ်တာပေါင်းမယ်ဆိုနခတ်တာဖြစ်သွားပါမယ်အဲ့တော့ဒီနေရာမှာဣခေယောရှိလေးတွေကိုလည်းပြောင်းကြည့်မယ်ဣခေယောရှိလေးရကြတော့ဘာမှထူးခြားမရှိဘူးပေါ့နော်ဟိုကလည်းတော့ this ကိုဖြုတ်လိုက်အောင်ပဲ food ခဲပြောင်းမယ်ဆိုလို့ရှိရင်ဒါလေးကိုကြည့်အတတခိုက်တဲ့ဆိုအတတခိုက်အတတကくないですအတတကくない暖かかったです。暖かかった。暖かくなかったですဆိုလို့ရှိရင်暖かくなかったဖြစ်သွား this တွေပဲဖြုံမယ်ဒီမှာလည်းအဲ့လိုပဲဒီနာခတ်တာဘယ်ကဒီခတ်တာဘယ်ကရောက်လာလဲဆိုတော့ဒီကရောက်လာပါ e ကိုဖြုံပြီးတော့ခတ်တာပေါင်းလိုက်တာနာခတ်တာဖြစ်သွားနော်ဟုတ်ပြီနောက်တစ်ခုကနတ်ခေယောရှိတွေကကြတော့ခိရိတဲ့ဆိုလို့ရှိရင်ခိရိဒါဖြစ်သွားပါမယ်နော်ခိရိဒါခိရိじゃありませんဆိုခိရိじゃないခိရိでしたခိရိだったအဲ့တော့ခိရိじゃありませんでしたဘယ်ကလာလဲဆိုဒီကလာမယ် e ကိုဖြုံမယ်ခတ်တာပေါင်းမယ်အဲ့တော့ခိရိじゃなかったဖြစ်သွားမယ်အဲ့တော့ noun တွေကိုပြောင်းရင်လည်းအဲ့တိုင်းပဲ noun တွေကအမေတဲ့ဆိုအမေဒါဖြစ်သွားမယ်နော်အမေじゃありませんဆိုအမေじゃないအမေでしたအမေだったအမေじゃありませんでしたဒီကတ်တာဘယ်ကရောက်လာလဲဒီက e ကိုဖြုံပြီးတော့ခတ်တာပေါင်းလိုက်တာပါနော်ဟဲ့အဲ့ဆိုလို့ရှိရင်ပြီးတော့ပါပြီအဲ့မှာ full ခဲလေးတောင်းပြီးအကုန်ပြီးတော့ပါပြီအဲ့တော့ဟဲ့အခန်း20အထိပြီးသွားပါပြီအဲ့တော့၅ခန်းပဲကျန်ပါတော့တယ်၅ခန်းပဲကျန်တော့ရယ်နော်ဒါလေး၅ပုတ်ကြည့်လိုက်အောင်လေအကျန်းညက်လောက်ပြန်ပြီးတော့အကုန်မှတ်မိလာမယ်လို့ထင်ပါတယ်はいအဲ့ဆိုရှင်နောက်ဗီဒီယိုတွေမှာတွေ့ပါမယ်最後まで見てくれてありがとうございましたお疲れ様でした